Tang Bi Namsan Khayai Namsan Myu Ne Ma Tang Education Academy TE UC ဖွင့်လှစ်ထားတဲ့ Diploma in Education အပတ်စဉ်လေးအတွက်ကျောင်းသားကျောင်းသူတွေကိုစတင်ခေါ်ယူနေပြီဖြစ်ပါတယ်။တက်ရောက်လို့တဲ့ကျောင်းသားကျောင်းသူတွေအနေနဲ့10တန်းစနစ်ဟောင်းနဲ့ Grade 12စနစ်1ဖြည့်ဆို့အောင်မြင်တဲ့သူများလူမျိုးဘာသာမရွေးလျှောက်ထားနိုင်ပါတယ်။အတန်းကိုဩဂတ်လပိုင်းမှာစတင်ဖွင့်လှစ်မှာဖြစ်လို့ဇူလိုင်လ15ရက်နေ့မှာနောက်ဆုံးထားပြီးလျှောက်လွှာတွေကိုလက်ခံသွားမယ်လို့ TE ကထုတ်ပြန်ထားပါတယ်။ TE တက်ရောက်မဲ့ကျောင်းသားကျောင်းသူတွေအနေနဲ့ပညာရေးမှာဆရာမအဖြစ်ပြန်လည်တာဝန်ထမ်းဆောင်လိုတဲ့သူတွေကိုဦးစားပေးလက်ခံသွားမှာဖြစ်ပါတယ်။ကျောင်းသားကျောင်းသူဥယျာဉ်ကိုလည်းတရားပဲကတ်သက်ခေါ်ယူထားဖြစ်ပါတယ်။ကျောင်းမှာမြန်မာစာအင်္ဂလိပ်စာသင်္ချာသမိုင်းပထဝီယူပဗေဒဓာတုဗေဒဇီဝဗေဒနဲ့ဘောဂဗေဒတို့ကိုအဓိကဘာသာရပ်များအဖြစ်သင်ကြားပို့ချပေးမှာဖြစ်ပြီးအနုပညာကာယပညာတည်င်းအချက်လက်နဲ့ဤပညာဘဝကျမ်းကျင်မှုစာရိတ္တနဲ့ပြည်သူနိတိဆိုင်ရာဘာသာရပ်များကိုလည်းဖွံ့ဖြိုးရေးဘာသာရပ်များအဖြစ်ထက်သွင်းသင်ကြားပေးသွားမှာဖြစ်ပါတယ်။ဒါအပြင်ဖြည့်ဆွတ်ဘာသာရပ်များအဖြစ်တအောင်ယုံတုံးစာအင်္ဂလိပ်နဲ့ကျောင်းစာကြည့်တိုက်စီမံခန့်ခွဲမှုဆိုင်ရာဘာသာရပ်များကိုလည်းသင်ကြားပို့ချပေးသွားမှာဖြစ်ပါတယ်။ကျောင်းချိန်ကာလ4နှစ်ကြာမြင့်မှာဖြစ်ပြီး2နှစ်အတွင်း Diploma in Education ကိုရရှိမှာဖြစ်ပြီးနောက်ထပ်2နှစ်ကတော့ BED ဘွဲ့ကိုချီးမြှင့်ပေးသွားမှာဖြစ်ပါတယ်။နောက်ဆုံးနှစ်မှာတော့တအောင်ပြည်မှာရှိတဲ့ TEC စာသင်ကျောင်းများကိုတလကြာလက်တွေ့သင်ကြားရေးအပိုင်းမှာလည်းလှုပ်ဆောင်ရမှာဖြစ်ပါတယ်။ TE ကကျောင်းပြီးသွားတဲ့ကျောင်းသားကျောင်းသူတွေအနေနဲ့တအောင်ပြည်ပညာရေးကောင်စီ TEC ဖွင့်လှစ်ထားတဲ့အခြေခံပညာရေးကျောင်းတွေမှာတာဝန်ထမ်းဆောင်နိုင်တဲ့အပြင်မိဖက်ပညာရေးကောလိပ်တွေနဲ့တက္ကသိုလ်တွေမှာဆက်ပြီးပညာသင်ယူနိုင်မဲ့အခွင့်အရေးကိုလည်းဖန်တီးပေးထားကြောင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ TE ဟာ2023ခုနှစ်ကစတင်တည်ထောင်ပြီးကျောင်းအပတ်စဉ်တစ်ကနေအပတ်စဉ်3ထိဆရာမပေါင်း285ဦးကိုမွေးထုတ်ပေးနိုင်ခဲ့ပြီးဖြစ်ပါတယ်။လက်ရှိမှာ TE ကျောင်းဆင်းတဲ့သူတွေဟာ TEC မှာဖွင့်လှစ်ထားတဲ့အခြေခံပညာစာသင်ကျောင်းတွေမှာအတီးတီးတာဝန်ထမ်းဆောင်နေပြီဖြစ်ပါတယ်။တအောင်ပညာရေးအကယ်ဒမီကျောင်းရှောက်လို့သူများအနေနဲ့ကျောင်းရဲ့ email လိပ်စာဖြစ်စေကျောင်းရဲ့လူမှုကွန်ရက်စာမျက်နှာမှာဖြစ်စေဆက်တွဲစုံစမ်းပြီးရှောက်ထားနိုင်ပါတယ်ရှင်။